အားလုံးပဲမင်္ဂလာပါရှင် Podcast Story Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးမယ့်ပုံစံလေးကတော့တပြားအနေနဲ့ပြန်ခွာတဲ့ကစီနဲကိုတရားအကြောင်းပါပဲခူးမြို့အနီးကျေးရွာလေးတစ်ရွာမှာမခိုင်လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နေထိုင်ပါတယ်သူမကိုလူသိများတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့သူမဟာအရင်ကမတရားကိုကစီနေတဲ့သူဆိုပြီးတော့ပေါ့မခိုင်ဟာဈေးထဲမှာကုံစုံဆိုင်အသေးလေးတစ်ဆိုင်ဖွင့်ထားပါတယ်။တစ်ချက်ကအစတွက်ချက်ပြီးနှမျောတွန့်တွတ်တတ်တဲ့သူပါ။ဈေးဝယ်ကနေလက်ထဲမှာကင်ထားတာများလို့မခိုင်ရေပလတ်စတစ်အိတ်လေးတစ်လုံးလောက်ပြီးလို့ရမလား။အဲဒီခါမှာမခိုင်ကအိတ်လားလက်ကနှစ်ဖက်ရှိတာပဲ။ကင်ပြီးတဲသွားလိုက်ပေါ့။ဆိုပြီးပြောတတ်ပါတယ်။သူဆိုင်ကနေဘာလေးပဲဖြစ်ဖြစ်မြေကြီးပေါ်ကျရင်လည်းမခိုင်ဟာပေးနေတဲ့ဖုန်တွေကိုမှုတ်ပြီးတော့ပြန်ထားတတ်ပါတယ်။အိမ်မှာဆိုလဲအိမ်ကြီးချင်းတွေကတခါတလေအရေးတကြီးနည်းနည်းလေးလိုအပ်နေလို့ဟင်းတီဟင်းရွက်အဆရှိတာတွေတောင်းရင်လဲညင်းလွတ်တတ်ပါတယ်။ဘေးအိမ်ကရက်ဒေါ်နင်းကချစ်တူနီလေးနှစ်ဦးလောက်မခိုင်ရေးဆိုပြီးတောင်းတဲ့အခါမခိုင်ကတဦးကိုတရားလိုချင်ပတ်စံရင်ပေးလက်ကားတော့မရဘူးတော့ဆိုပြီးဒီတိုင်းမပေးပဲတောင်းတတ်ပါတယ်။မခိုင်ရဲ့အိမ်နောက်ဖေးမှာတရက်ပင်ကြီးတစ်ပင်ရှိပါတယ်။တအားကိုမှချိုပြီးတော့မွှေးကြိုင်မှဲ့ဝင်းနေတဲ့တရက်သီးတွေဟာမြင်ုံနဲ့တင်စားချင်စရာပါ။ဒါပေမဲ့ဘယ်သူမှမခိုင်ရဲ့တရက်သီးကိုမစားဖူးကြပါဘူး။ရက်ွက်တဲ့ကလေးတွေကဒေါ်ကြီးတရက်သီးလေးတစ်လုံးလောက်စားလို့ရမလားဗျဆိုပြီးတောင်းရင်မခိုင်ကတလုံးဟုတ်လားရေရောစာရီကဈေးကြီးတရက်မျိုးကလည်းကောင်းတော့မပေးဘူးသူကအိမ်မက်ပြန်တော့ဆိုပြီးတော့ပြောလွတ်လေးရှိပါတယ်မခိုင်ဟာသူ့တရက်သီးတွေဘယ်သူမှမမြင်ရအောင်တရက်ပင်ကိုအဝတ်ဟောင်းနဲ့တောင်ထုတ်ထားပါတယ်လူတွေဟာမြင်တော့ဟာတလောက်ကြပါတယ်တရက်ပင်ကြီးကအဝတ်စားဝတ်ထားတယ်ဟေးဆိုပြီးတော့ပေါ့တညမှာမိုးတဲမုန်တိုင်းလေကြီးမိုးကြီးပါချပါတယ်လေးရကျန်းတော့မခိုင်ရဲ့တရက်ပင်ခိုင်းတွေဟာလှုပ်ရမ်းပြီးတော့ကြွေကြကုန်ပါတယ်မနက်မိုးလင်းတော့မြင်လိုက်ရတဲ့မြင်ကွင်းကမခိုင်ဟာအသက်ရှူတော့မလူနီနီဖြစ်သွားပါတယ်မခိုင်ကဝမ်းနဲ့ပလက်တန်နဲ့ကျမရဲ့တရက်သီးတွေဟာနေရအနှံ့ကြွေကြနေပါတယ်တချို့ဟာအကွဲပြီးတချို့ကကြီးကန်းတွေကကိုက်စားသွားပါတယ်တချို့ကြဘေးကအန်ဒီနင်းရဲ့ channel ကိုလှည့်ဝင်သွားပါတယ်အန်ဒီနင်းကနေဟိုဘက်ခြမ်းကနေပြီးတော့ကျမ channel ဝင်လာတဲ့တရက်သီးတွေအတွက်ပတ်စံပေးအောင်မလားမခိုင်ရေဆိုပြီးတော့လှမ်းစားပါတယ်မခိုင်ဟာဒီပွားညစ်ပတ်နေတဲ့တရက်သီးတွေကိုဈေးမှာရောင်းဖို့ကြိုးစားပါတယ်ဈေးဝယ်သူကဒီတရက်သီးတွေကပုတ်နေတယ်လို့ပဲနော်လို့ပြောတော့မခိုင်ကမဟုတ်ဘူးဒါကတဘာဝတိုင်းပြော့နေတာပါစားလို့အရန်ကောင်းတယ်တော့ဆိုပြီးပြောရအောင်ပါတယ်ဒါပေမဲ့ဘယ်သူမှမဝယ်ကြပါဘူးမခိုင်ဟာဈေးထဲမှာတယောက်တည်းထိုင်ပြီးပုတ်သွားတဲ့တရက်သီးတွေကိုငေးကြည့်နေမိပါတယ်မခိုင်ဟာအိမ်မှာရှိနေတော့ကလေးတွေရဲ့အော်ခေါ်တန်လေးကိုကြားလိုက်ရပါတယ်ကလေးတွေကဒေါ်ကြီးခြံရှင်းဖို့အကူအညီလိုလားဗျဆိုပြီးတော့မခိုင်ကိုမေးကြပါတယ်ကလေးတွေရဲ့ရိုးသားတိမ်မွေးတဲ့စကားလေးဟာမခိုင်ရဲ့နှလုံးသားကိုခံစားမိသွားစေပါတယ်ဒီတစ်ခါတော့မခိုင်ဟာမောင်းထုံမလွတ်တော့ပါဘူးအေးမင်းတို့ရှင်းပြီးရင်တရက်ဒီတလုံးစီယူလို့ရတယ်နော်ဆိုပြီးပြောလိုက်ပါတယ်ကလေးတွေကတကယ်လားဒေါ်ကြီးကျေးဇူးပဲဒေါ်ကြီးရေဆိုပြီးတော့ဝမ်းသာနေကြပါတယ်ကလေးတွေဟာတရက်တီးတွေကိုစေးကြောလှီးဖြတ်ပြီးအိမ်နီးချင်းတွေကိုလည်းဝေးမျှပြီးပေးလိုက်ပါတယ်လူတွေဟာရေမောပျော်ရွှင်စွာနဲ့တရက်တီးတွေကိုတူစားတောက်ကြပါတယ်အဲဒီနေရာစားပြီးမခိုင်ဟာပြောင်းလဲသွားပါတယ်သူမဟာပတ်စံတော့ချွေသားတက်တုံးမှာပဲဒါပေမဲ့နှမျောတွန့်တိုခြင်းတော့မရှိတော့ပါဘူးတကယ်တော့ကစီးနေတယ်ဆိုတာမပျော်ရွှင်ရပါဘူးဆိုတာသူမသိသွားပါပြီအခုဆိုရင်အန်တီနင်းကိုလည်းကျက်သွန်နီတွေဝေမျှပေးတတ်ပါတယ်ဈေးဝယ်တွေပလတ်စတစ်
အိတ်တောင်းရင်လည်းပေးတတ်သွားပါပြီကလေးတွေကိုလည်းတရက်တီးတွေခူးခွင့်ပြုလိုက်ပါတယ်အခိုင်ဟာရိုးရှင်းတဲ့အမှန်တရားကိုတွေးရှိသွားပါပြီညဝေလေးလေးနှလုံးသားကပီတိဖြစ်မှုနဲ့ပိုးပြီးစိတ်ထားတက်လာလေးဆိုတာပါပဲပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီရှင်ဆုံးထိကြည့်ရှုနားထောင်ပေးခဲ့တဲ့သူတယောက်တိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ခုလိုပုံမြင်လေးတွေကြိုက်နေတတ်တဲ့ဆိုရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်